ဒီမျိုးသမီးကတော့တစ်ချိန်ကထိတ်တန်းလောက်ကျန်တက်ဖြတ်သူတယောက်ဖြစ်ခဲ့ဘူးရဲ့အနေရရှိတဲ့သူပါအခုတော့သူမဟာလေ့ကျင့်ရေးစခန်းတစ်ခုမှာနေပြဖြစ်ပြန်ရောက်လာခဲ့ပါတယ်ဒီနေ့မှာတော့ចောင်းသားတယောက်ကသူမကိုတိုက်ခိုက်ဖို့စူးစမ်းခဲ့ပေမဲ့သူမက plastic ဘောပင်တစ်ချောင်းနဲ့တင်အဲ့ဒီတိုက်ခိုက်မှုကိုအလွယ်တကူတားဆီးလိုက်ပါတယ်တကယ်တော့ဒီတိုက်ခိုက်မှုဟာကြိုတင်စီစဉ်ထားတဲ့ထောင်ချောက်တစ်ခုဆိုတာဘယ်သူမှမရိပ်မိခဲ့ကြပါဘူးចောင်းသားရဲ့လက်ထဲကနေတမြုပ်ကျသွားတာနဲ့တပြိုင်နက်သူကအဲ့ဒီဓာတ်နောက်ကိုလိုက်ပြီးချက်ချင်းပြန်ကောက်ယူလိုက်ပါတယ်ပြီးတော့အဲ့ဒီအမျိုးသမီးရဲ့ခါးကိုဓာတ်နဲ့အားပြင်းပြင်းထိုးလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးကသူ့ကိုလောင်ပြုံးပြုံးလိုက်ပါတယ်ចောင်းသားရဲ့ထောင်လွှားစော်ကားမှုတွေကိုကြည့်ပြီးသူတို့ကိုပြင်းထန်တဲ့သင်ခန်းစာတစ်ခုပေးဖို့အချိန်တန်ပြီလို့သူမခံစားလိုက်ရပါတယ်။ចောင်းသားကထပ်ပြီးတိုက်ခိုက်လာပေမဲ့အမျိုးသမီးကတော့ခေါင်းကိုအနှဲငယ်ဆောင်ပြီးရှောင်လိုက်ပါတယ်။သူမကဘောပင်အဖုံးကိုခါထုတ်လိုက်တဲ့အခါအဲ့ဒီအဖုံးကចောင်းသားရဲ့ဗက်သက်မျက်လုံးကိုတဲ့သွားမှန်ပါတော့တယ်။သူ့ရဲ့အမြင်အာရုံတွေဝေဝါးသွားပြီးစက္ကန့်ပိုင်းတွင်းမှာပဲအမျိုးသမီးကသူ့ရဲ့နောက်ကိုရောက်သွားကလေပင်ကိုဘောပင်နဲ့ထိုးလိုက်ပါတယ်။ဒီတစ်ခါတော့ចောင်းသားဟာသင်ခန်းစာရသွားလောက်ပြီလို့ထင်ရပါတယ်။ဒါပေမဲ့နောက်တနေ့ညနေမှာတော့သူဟာလောက်ကျန်တက်ဖြတ်သူတယောက်ကိုခေါ်လာပြီးဓလေကားနာမှာအမျိုးသမီးကိုတိုက်ခိုက်ခိုင်းပါတယ်။လောက်ကျန်တက်ဖြတ်သူကသူ့ရဲ့ရည်ရွယ်ချက်ကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့အမျိုးသမီးကတော့တည်တည်ငြိမ်ငြိမ်ပါပဲဒါပေမဲ့နောက်တစ်ခါမှာတော့အဲ့ဒီလောက်ကျန်တက်ဖြတ်သူဟာတင်းနက်မှန်ပြီးဒူးထောက်လဲကျသွားပါတော့တယ်ဒါကြောင့်အမျိုးသမီးဟာသူ့ရှိရာစီကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားပြီး